အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော် trade to blog လေးတော့မဟုတ်ဘူးအစရိုင်းမှာမီယာသူ့ကို blog ရိုက်ပြီးဆိုလို့ကျွန်တော်ရိုက်ပြီးဖြစ်တာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်နေပူရဲဆိုပြီးတော့မမေကယ်ရီငါနေတာဖြစ်ပါတယ်ကျွန်တော်တော့ဂျင်မာဆင်းနေခဲ့ပြီးတော့မီယာတော့စီဘက်ကိုဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဖနက်ကိုကြည်ရတယ်ကျွန်တော်ဂျင်မာလူဘယ်လောက်များလဲဆိုတာဒီမှာဖြစ်ပါတယ်ထင်းတဲ့အတိုင်းမှာပဲကျွန်တော်ဂျင်မာတကယ်ကိုမများပါတယ်ကျွန်တော်ဟိုးဘက်ချမ်းမှာတော်တော်လေးကိုများတော်တော်လေးမှများတယ်ပေါ့နော်ကျွန်တော်ဂျင်မဆောက်ခင်သွေးပုံအနေနဲ့7-5မိနစ်လောက်စီးလိုက်ပါတယ်နင်းလိုက်ပါတယ်ခင်ဗျာကျွန်တော်တခြားလူတွေစိတ်နှောက်ယှက်ဖြစ်မှာဆိုလို့ကျွန်တော်ကစားတာတော့မရိုက်ပြတော့ပါဘူးဒါတော့ကျွန်တော်ရဲ့မဖြစ်ပါတယ်ခင်ဗျာသူကရုံကနေတစ်ခါလေးတန်းဝင်ပြီးတော့ဆောင်းနေတာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ပြန်ကန်ဒီမေရာဆက်ပြီးဝင်ရိုက်တာဖြစ်ပါတယ်ခင်ဗျာတရာဒါဆိုရင်ကျွန်တော်ပြန်လာတော့မယ်နှုတ်ဆက်ခဲ့ပါတရာ